တခါတော့တောအုပ်တစ်ခုတည်းကိုလူမိုက်3ယောက်ရောက်လာတယ်။သူတို့တွေကဓမြတွေပဲဖြစ်ပါတယ်။လွန်ခဲ့တဲ့နှစ်အနည်းငယ်တုန်းကသူတို့တွေဓမြတိုက်ပြီးတော့ရွှေတုပ်တစ်ထုပ်ရခဲ့ကြတယ်။အဲဒီရွှေတုပ်ကိုတနေရာမှာဖွက်ထားခဲ့ကြတယ်။ဒါပေမဲ့ဘယ်မှာဖွက်ထားလဲဆိုတာကိုနှစ်ကာလနည်းနည်းကြာနေပြီမို့လို့မမှတ်မိကြပါဘူး။တေချာတာကတော့တောထဲမှာတော့သူတို့တွေဖွက်ထားခဲ့မှာမဟုတ်ဘူးလို့ထင်တယ်။ဒါကြောင့်အနီးနားရွာတရွာကိုသွားခဲ့ကြတယ်။အဲဒီရွာဖုံးကြီးเจ้าကိုတွေ့တော့မှသူတို့တွေဒီရွှေတုပ်ကိုဖုံးကြီးเจ้าမှာဖွက်ထားမှန်းမှတ်မိခဲ့ကြတယ်။ရွှေတုပ်ဖွက်ထားတဲ့ဖုံးကြီးเจ้าတီနေရာကိုတော့သိပြီးဘယ်နားမှာထားလဲဆိုတာကိုမမှတ်မိပြန်ဘူး။ဒါကြောင့်3ယောက်လုံးဖုံးကြီးဝစ်ဖို့တိုင်ပင်ကြတယ်။ဖုံးကြီးဝစ်နဲ့ပဲအဲ့ဒီရွှေတုပ်ကိုရှာကြမယ်ပေါ့။အဲ့လိုမျိုးတိုင်ပင်နေကြတော့မှမုတ်စိတ်အဖြူရောင်နဲ့ဖုံးကြီးတစ်ပါးရောက်လာတယ်။ဒါကြောင့်အဲ့ဒီဖုံးကြီးကိုတနက်ပြပြီးတော့မှသူတို့ကရုံးတုံးပေးပါဖုံးကြီးဝစ်မယ်လို့ပြောလိုက်တယ်ဓမြ2ယောက်ကဖုံးဝစ်ပြီးတော့ကြံတဲ့ဓမြ1ယောက်ကတော့ကပ်ပီယာလုံမှာပဲဖြစ်ပါတယ်ဒီလိုနဲ့သူတို့တွေကရုံးတုံးပြီးသင်္ကန်းရှုံလိုက်ကြတယ်ဖုံးကြီးဖြစ်သွားပြီပေါ့ဒါပေမဲ့လူမိုက်ဗီဇတွေကတော့မပြောက်သေးပါဘူးလမ်းမှာတွေ့တဲ့ခွေးကိုတော့မှသူတို့ဘူးကြီးကြီးတယ်ဆိုပြီးတော့မှဒေါသထွက်နေကြသေးရဲ့ဗျာအဲ့လိုမျိုးလူမိုက်ဒီဇိုင်းတွေဖန်နေတော့ကျောင်းကကိုရင်နေရတော့မှဒီဖုံးကြီးကိုကြည့်မရဘူးဒီလိုနဲ့လူမိုက်ဖုံးကြီးတွေဟာနေဘက်တွေဆိုရင်တော့တနေကုန်အိတ်ကြတယ်ညဘက်တွေဆိုရင်တော့ဘယ်သူမှမသိတဲ့အချိန်မှာပတ်စံထုတ်ကိုကျွင်းတူးပြီးတော့မှရှာကြတယ်။လအနေငယ်ကြားတဲ့အထိကိုဟိုနေရာဒူးလိုက်ဒီနေရာဒူးလိုက်နဲ့သူတို့တွေရှာကြပြီမယ်လေ။ညဘက်တွေဖြစ်တာတကြောင်ဘယ်နေရာမှာဖွက်ထားမှန်းမသိတာတကြောင်ကြောင့်အဲ့ဒီရွှေတုပ်ကိုသူတို့တွေရှာမတွေ့ခဲ့ကြဘူး။မိုးလင်းကန်နေပြီဆိုရင်တော့ဖုန်းကြီးတွေဟာသူတို့တွေရွှေတုပ်ရှာတဲ့ကိစ္စကိုရန်နာလိုက်ကြတယ်။ပြီးတော့ဖုန်းကြီးပုံစံပဲဟန်မပြတ်ဆက်နေခဲ့ကြတယ်။တညလုံးလည်းပင်ပန်းထားတာဆိုတော့မနက်အစောကြီးမှအိပ်ဖို့လုပ်ကြတယ်။ဒါပေမဲ့ဖုန်းကြီးတွေဆိုတာလူတွေနဲ့မတူပါဘူး။သူတို့တွေအိပ်လို့မရပါဘူး။အဲ့ဒီချိန်ကဖျားဝတ်တတ်ရမယ်အချိန်ပဲ။ကျောင်းကကိုရင်လေးတစ်ပါးသူတို့ဖျားဝတ်တက်ဖို့လာခေါ်တယ်။ဒီကလေးငယ်ပေါက်စလေးကလူမိုက်ဖုံးကြီးတွေကိုငေါငန်းပြောဆိုနေပါတယ်။လူဘွားမှာတော့ဘလို့ပဲမိုက်ခဲ့ဖုံးကြီးဘွားမှာဆိုရင်တော့သူတို့ကကိုရင်လေးထက်ဝါနေနေလေ။ဒါကြောင့်ပြောလဲခံရတာပေါ့။ဖျားဝတ်တက်ပြီးပြီဆိုရင်တော့သူတို့တွေစားဖို့တောက်ဖို့အတွက်စွန့်ခံကြရပါတယ်။ဒါပေမဲ့သူတို့ရဲ့ဥပဒေရုပ်တွေကလည်းဓမြရုပ်တွေဆိုတော့တကာမတွေကသူတို့ကိုစွန့်မလောင်းချင်ကြဘူး။ဒါကြောင့်စွန့်အမြဲတမ်းငတ်ရတယ်။နေ့စဉ်ရက်ဆက်ဆိုသလိုပဲမဝရစာစွန့်လေးကိုသာဖုံးပေးရရှာတယ်။မောစိတ်ဖြူဖုံးရတော့ဒီလူမိုက်တွေရဲ့အကြောင်းအကုန်သိပါတယ်။ဒါပေမဲ့ဒီကောင်တွေမှာတနက်တွေရှိနေတာဆိုတော့ဘာမှမပြောရဘူး။ကပီယာကောင်လေးကတော့ဒီကောင်တွေနဲ့တိတ်မတူနည်းနည်းလေးအချိုးပြေ။ဒါကြောင့်မောစိတ်ဖြူဖုံးကြီးကကပီယာကောင်လေးကိုတော့တရားတွေနေ့စဉ်ဟောကြားနေတယ်။သူတို့တွေကဒီရွှေတော့ကိုဘာလို့တဲကြီးမဲကြီးရှာနေလဲဆိုရင်သူတို့မှာမျက်စိမမြင်တဲ့အမေတယောက်ရှိပါတယ်။အဲ့ဒီအမေကိုဆေးကုပေးခြင်းလို့ဖြစ်ပါတယ်။ဒီရက်မှာဖုံးကြီးကြောင်းဝင်းတဲ့ကိုလူတယောက်သေးလို့လာပြီးတော့မှတရားဟောဖို့ဖိတ်တယ်။အဲ့ဒီသူကမိန်းမကြီးပါမွေကိုက်ခံရပြီးတေးသွားတာပါ။အဲ့ဒီအရှင်းရအောင်မြင်တော့မှသူတို့အမေအတွက်ကိုဖုံးကြီးတွေကစိတ်ပူသွားကြတယ်။ဒါကြောင့်ဒီရွှေတော့ကိုမြန်မြန်ရှာတွေးမှဖြစ်မယ်လို့သူတို့တွေပြောခဲ့ကြတယ်။တညမှာတော့ထုံးစံအတိုင်းပဲရွှေတော့ကိုရှာနေတော့မှဖုံးကြီးကြောင်းဝင်းတဲ့ကိုဖျားသခိုးတွေရောက်လာတယ်။ဒီတော့ဒီလူမိုက်ဖုံးကြီးတွေကဖျားသခိုးတွေကိုဖမ်းလိုက်တာပေါ့။ဖုံးကျောင်းမှာရှိနေတဲ့သူတွေကတော့ရှီကျူးသွားကြပါတယ်။အဲ့ဒီဖုံးကြီးနှစ်ပါးတွေကတပားမှာမိန်းမရှိပါတယ်။အဲ့ဒီမိန်းမကတော့ပြည့်တစားမတစ်ယောက်ဖြစ်ပါတယ်။မိန်းမနဲ့မထီတွေ့ရတာကြာပြီဆိုတော့ဖုံးကြီးကမနေနိုင်ဘူးလေ။ဒါကြောင့်ဖာတန်းကိုလှမ်းပြီးတော့မှဖုံးဆက်တယ်။သူနဲ့အတူလာအိပ်ဖို့ပေါ့။ပြည့်တစားမကတော့ဖုံးကြီးကျောင်းဆိုရင်တော့လာမအိပ်နိုင်ဘူးလို့ညင်းလိုက်တယ်။ဒါပေမဲ့အဲ့ဒီညနေချမ်းမှာလူမိုက်တစ်ယောက်ကပြည့်တစားမစီကိုရောက်လာပြီးတော့ဒီဖုံးကြီးတွေကရွှေတော့ကိုရှာနေမှန်းသိသွားတယ်။ဒီတော့ဝေစုလေးပါလေးရလို့ရညာပြည့်တစားမဖုံကြီးခေါ်တဲ့ဖုံကြီးเจ้าကိုရောက်လာခဲ့တော့တယ်ဒီလိုနဲ့လူမိုက်ဖုံကြီးတယောက်ဟာသူ့ရဲ့မိန်းမနဲ့ကျောင်းဆောင်ပေါ်မှာပဲအတူအိတ်ခဲ့ပါတယ်ဖုံကြီးเจ้าကလူတွေကတော့ဒီကိစ္စကိုလုံးဝမသိပါဘူးဒီလူမိုက်ဖုံကြီးကအပြင်ကိုလည်းမထွက်ဘူးလေဖျားဝတ်ပြုတွေပါလည်းမလာဘူးသူတရင်လွှင့်ထားတာနေမကောင်းလို့အပြင်မထွက်တာလို့ပဲလွှင့်ထားတာပါတကယ်ကမိန်းမနဲ့နှံ့နေတာမိုးစိတ်ဖြူဖုံကြီးကတော့ကပီယာကောင်လေးကိုတရားတွေပဲအမြဲချနေခဲ့တယ်ဗျာကောင်လေးကနည်းနည်းတော့အချိုးတွေပြောင်းစားပြူလာပါပြီဒီလိုနဲ့ရန်နှဲငယ်ကြပြီးတော့ဖုံးကြီးကျောင်းဝင်းရသူတွေကလည်းသူတို့ရဲ့ကျောင်းဝင်းထဲမှာပြည့်တစားမတယောက်ရောက်နေမှန်းသိခဲ့ကြတယ်ဒါကြောင့်လူမိုက်ဖုံးကြီးစီကိုထွက်ခဲ့ပြီးတော့ပြဿနာရှာတာပေါ့ဒီလိုနဲ့လူမိုက်ဖုံးကြီးကလည်းတနက်ကြီးကင်ပြီးအပြင်ထွက်လာတယ်မင်းတို့အားလုံးကိုပြစ်တက်လိုက်မယ်မသေးချင်ဘူးဆိုရင်ကျောင်းဝင်းထဲမှာရှိတဲ့ရွှေတို့ကိုရအောင်ရှာဆိုပြီးပြောလိုက်တယ်ဒီတော့ဖုံးကြီးကျောင်းထဲကကိုရင်တွေရောကိုရင်လေးတွေရောကပီယာကြီးတွေရောအကုန်လုံးကရွှေတို့ကိုလိုက်ရှာကြတာပေါ့သူတို့တွေကအကြောင်းဝင်းတစ်ခုလုံးမြေလံပြီးတော့မှရှာနေကြတာပါဒါပေမဲ့ရွှေတို့ကိုလုံးဝမတွေ့ခဲ့ဘူးကျောင်းနိုင်ဖုံးကြီးကိုတစားကန်အနေနဲ့ဖန်ထားပြီးတော့တခြားကိုရင်လေးတွေကိုတော့ဟန်မပြတ်ပဲစွန့်ကန်ထွက်စေပါတယ်အဲ့ဒီစိုးနေကိုပဲသူတို့စားကြတယ်ဒီလိုနဲ့ရန်နှဲငယ်ကြတဲ့အထိကိုရွှေတို့ကိုရှာပြီးမယ်ရွှေတို့ရဲ့တဲလွန်စာလုံးဝမတွေ့ခဲ့ရပါဘူးမကြမီမှာဥပုံနေရရောက်လာပြီးရွာမှာရှိတဲ့သူတွေအကုန်လုံးကဖုံးကြီးကျောင်းကိုတရားနာဖို့ဥပုသ်ဆောင်ဖို့အတွက်ရောက်လာကြတယ်
အဲ့တော့လူမိုက်ဖုန်းကြီးတွေအခက်တွေ့ကုန်ပြီဒီတော့ရောက်လာတဲ့ air brake သက်တွေကိုကျောင်းနိုင်ဖုန်းကြီးကနေမကောင်းလို့ထွက်မတွေ့နိုင်ဘူးကျွန်တော်ပဲဟောမယ်ဆိုပြီးဒီဖုန်းကြီးကသူ့ဘာကိုသူတက်ပြီးတော့မှတရားဟောတယ်ဒီတော့ air brake သက်တွေလည်းလူမိုက်ဖုန်းကြီးဟောတဲ့တရားကိုနာပြီးပြန်ကြရတာပေါ့အဲ့လူမိုက်ဖုန်းကြီးကပောက်ကရတွေပဲရှောက်ပြီးဟောလိုက်တာပါဒါပေမဲ့ air brake သက်တွေကတော့သူဟောတဲ့တရားကိုတော်တော်လေးသဘောကျသွားကြတယ်ဗျာair brake သက်တွေကမျက်ရည်ပါရီတောင်မှကြားကုန်ကြပါတယ်သူတို့နဲ့တပွဲတဲ့ကပ်ပိယလေးတောင်မှဒီလူမိုက်ဖုန်းကြီးဟောတဲ့တရားကြောင့်တရားပေါက်သွားရှာတယ်ဒီလိုနဲ့ air brake သက်တွေပြန်သွားပြီးတော့ကပ်ပိယလေးကငါတို့တွေရွှေတော့ကိုဆက်မချဘဲနဲ့ဒီဖုန်းကြီးเจ้าကနေထွက်သွားအောင်လို့ပြောပါတယ်ဒါပေမဲ့လူမိုက်ဖုန်းကြီးတွေကတော့လုံးဝလက်သက်မခံခဲ့ဘူးဒီလိုနဲ့ပဲသူတို့တွေရွှေတော့ကိုဆက်ချခဲ့ကြတယ်ပေါ့ရွှေတော့ကလည်းဘလို့ရှာရှာမတွေးတော့ကြာတော့ပင်ပန်းလာတယ်ပင်ပန်းလာပြီးတော့အချင်းချင်းတွေလည်းဒေါသထွက်လာတယ်တနက်တွေနဲ့ပြစ်မဲ့ခက်မဲ့တွေဖြစ်လာကြတယ်အဲ့ဒီချိန်ဖုန်းကြီးเจ้าဝင်းထဲကိုရဲတယောက်ဝင်လာခဲ့ပါတယ်ဒီရဲကောင်ကဒီဖုန်းကြီးเจ้าဝင်းထဲကိုဓမြတွေရောက်နေမှန်းသိပါတယ်အစောကြီးရသိခဲ့ပြီမဲ့လေသူကဘာလို့မဖမ်းတာလဲဆိုရင်ဒီကောင်နေရွှေတော့ကိုရှာနေတဲ့အချိန်ကြာတော့မှဂျားရကနေအသာလေးဝင်ပြီးဖြောင်မှုပါဒါပေမဲ့ရွှေတော့ကလည်းအခုချိန်ထိတွေးမဲ့အရေးအောင်မရှိလေတော့ဒီကောင်တွေကိုပဲဖမ်းပြီးထောင်ထဲထည့်မယ်စုတော်ငွေလေးပါလေးယူမယ်ဆိုတဲ့ရည်ရွယ်ချက်နဲ့ဝင်ဖမ်းခြင်းဖြစ်ပါတယ်ဒါပေမဲ့လေလူမိုက်ဖုန်းကြီးတွေကအသာတကြီးဖမ်းမခံခဲ့ပါဘူးသူတို့တွေအပြန်အလှန်ပြစ်ကြခတ်ကြရင်နဲ့လူမိုက်ဖုန်းကြီး2ယောက်လုံးမှလက်ကြီးရသွားတော့တယ်အဲ့ဒီမှာအရန်အံ့ဩဖို့ကောင်းတာသူတို့တွေပြစ်ကြခတ်ကြရင်နဲ့ကြီးစံတရောင်းကဆင်းနုတော်တဆူကိုသွားမှန်တယ်အဲ့ဒီဆင်းနုတော်ကအပေါက်ပေါက်ပြီးတော့မှအိတ်တလုံးထွက်လာခဲ့တယ်အဲ့ဒါကတော့ရွှေတွေထည့်ထားတဲ့အိတ်ပါအဲ့ဒီအိတ်ကိုလူမိုက်တယောက်ရဲ့မိန်းမပြည့်တစားမှယူပြီးတော့ထွက်ပြေးပါတယ်အဲ့ဒီချိန်ဖုန်းကြီးကျောင်းဝင်းထဲမှာလည်းရဲတွေကအများကြီးရောက်နေပါပြီရဲတွေကနောက်ကနေလိုက်တာပေါ့မိုးတွေကလည်းတော်တော်လေးကိုတဲထန်စွာနဲ့ရွာနေပါတယ်ပြေးစာမရှေ့ရပြေးတယ်ရဲတွေကနောက်ကလိုက်တယ်တနေရာကိုရောက်တော့ပြေးစာမအိတ်ကိုဖွင့်ကြည့်လိုက်ပါတယ်ဒါပေမဲ့အထဲမှာရွှေချောင်းတွေလုံးဝရှိမနေခဲ့ပါဘူးဒီတော့ဒီရဲ့ကြီးထဲမှာဘာမှမရှိမှန်းသိတော့ပြေးစာမလည်းသူ့ကိုယ်သူတနက်နဲ့ပြန်ပြီးတော့မှအဆုံးစီရင်လိုက်တော့တယ်လောဘသားကောင်းနေဖြစ်တဲ့လူမိုက်ဖုန်းကြီးနှစ်ပါးရဲ့ပြေးစာမရဲ့ကတော့တေဆုံးသွားခဲ့ပေမဲ့တရားပေါက်သွားရှာတဲ့ကပ်ပိယလေးကတော့မသေးခဲ့ပါဘူးသူဟာထောင်ကျသွားခဲ့ပါတယ်ဒီလိုနဲ့အချိန်က4နှစ်တောင်ကြာခဲ့ပါပြီကပိယကောင်လေးထောင်ကနေထွက်လာတော့သူ့ရဲ့အမေကကိုယ်တိုင်ကရုံးတုံးပြီးတော့မှဖုန်းကြီးဝစ်ပေးပါတယ်သူဟာရှားသက်ပံသင်္ကန်းစီးဖို့အတွက်ဆုံးဖြတ်လိုက်ပြီဗျာဒါဆိုရင်ရွှေတုပ်ကြီးကိုဘယ်သူကရသွားတာလဲတိတ်မကြခင်မှာဖုန်းကြီးကျောင်းဝင်းထဲကိုကားတစ်စီးဝင်လာခဲ့ပါတယ်အဲ့ကားပေါ်ကနေတတိတယောက်ဆင်းလာပါတယ်အဲ့ဒီတတိကတော့ဘယ်သူမှမဟုတ်ပါဘူးကပိယကောင်လေးကိုတရားပြခဲ့တဲ့မိုးစိတ်ဖြူဖုန်းကြီးပဲဖြစ်ပါတယ်ဒီဖုန်းကြီးကအစောကြီးကတည်းကဒီရွှေတုပ်ကြီးကိုရထားပြီးပါပြီအချိန်တွေအားလုံးတည်ငြိမ်သွားတော့မှလူထွက်ပြီးတထေးကြီးလုံနေတာပါဒါပေမဲ့တိတ်မကြခင်မှာရဲတွေကသူ့ကိုအနံ့ခံပြီးသွားတယ်အဲ့လိုနဲ့သူလည်းထောင်ကျသွားခဲ့ရပါတယ်လောဘတွေရဲ့ညီကုန်းကဒီလိုနဲ့ပဲအဆုံးသတ်သွားတာပါဇလန်လေးကလည်းဒီနေရာမှာပဲပြီးဆုံးသွားခဲ့ပါတယ်ကျွန်တော်ကတော့ကိုသူတွေຫນွေဆိုပါကျွန်တော်ရဲ့နောက်တဲ့ဇလန်ကောင်းလေးတွေအများကြီးနဲ့ပြန်လဲဆုံတွေ့ကြတာပါဗျာ